ယဟန်တန်ကများစွန်းဖုံးပေးရန်ကတ်လှူထားတဲ့ဟင်းပွဲများမှာစွန်းဟင်းအသားများကိုတလုတ်စာအတုံးသေးသေးလေးများပြုတ်လုပ်ပြီးစီမံရသည်မှာမှန်ပါသလားအရှင်ဖေဟာဟုတ်ပါတယ်ယဟန်တော်တွေကအသားငါးတွေကိုဖက်မစားရဆိုတဲ့စီကံတစ်မျိုးရှိတယ်နော်အဲ့ဒါမှလည်းဝါဒကွဲတွေတော့ရှိတာပေါ့နော်တချို့ဆရာတော်တွေကလည်းဖက်စားလို့ရတယ်မျိုးပြောတဲ့ဆရာတော်တွေလည်းရှိတယ်ဒါပေမဲ့အများစုကတော့လက်မခံပါဘူးအဲ့တော့စွန်းလုတ်ကိုအစုပ်ကလေးလုပ်ပြီးတော့ကိုက်ဖြတ်စားတယ်မအပ်ဆက်ဘူးနောက်တော့အသားကိုလည်းလက်နဲ့ကင်ပြီးတော့ကိုက်ဖက်စားတယ်ပါးစပ်နဲ့ကိုက်ဖက်စားတယ်မအပ်ဆက်ဘူးလက်နဲ့ပဲဖက်စားရတာအဲ့တော့အတုံးကြီးတွေဆိုလက်နဲ့ဖက်ရတာခတ်မှာဆိုလို့ဒကာဓမ္မတွေကတေးသေးနဲ့တခါတည်းဖက်ပြီးသားကိုကတ်ခိုင်းတာအတုံးနဲ့ကတ်လို့ပြစ်မရှိသွားပါဘူးတန်ဃာတော်တွေပိုလွယ်ကူသွားအောင်လို့ပါတန်ဃာဝီနီးမာကလက်နဲ့ကင်ပြီးတော့ပါးစပ်နဲ့ဖက်စားတာမျိုးမအပ်ဆက်ဘူးဆိုတာရှိနေလို့ပြောတဲ့စကားဇုံးနဲ့ဖုံးပေးတဲ့ပုံကိုဆိုပို့ဆိုးတယ်လေဖက်ခတ်သွားပြီလေအဲကြောင့်လူတွေကတခါတည်းဖက်ပြီးသားဆိုရင်ပိုအဆင်ပြေတယ်ဥစ္စာတော့ကျောင်းမှာဆိုရင်လည်းခောက်ဆွဲလို့မုံရင်းကားလို့ကတ်မယ်ဆိုရင်မှာထားတယ်ကကြီးနဲ့တခါတည်းဖြတ်ထားပါလို့ဟိုအမြင်လိုက်ကြီးအရှည်ကြီးဖြစ်နေတာလေအဲဇုံးနဲ့မုံရင်းကားကတ်တယ်မုံတီကတ်တယ်ခောက်ဆွဲကတ်တယ်ဆိုရင်လက်နဲ့စားတဲ့ပုဂ္ဂိုလ်ကတော့ကိုကလက်နဲ့ဖြတ်ပလိုက်လို့ရတယ်ဇုံးနဲ့စားတဲ့ပုဂ္ဂိုလ်ကဖြတ်ခတ်တယ်ဒီတိုင်းအရှည်လိုက်ကြီးပါလာအဲ့တော့ဗဇက်ကြီးမှာထည့်ပြီးတော့အမြင်လေးတွဲကြနေတယ်ကြည့်မကောင်းဘူးအဲ့ဗဇက်နဲ့ကိုက်ဖြတ်လိုက်လို့ရှိရင်လည်းအဘက်ကတင်အောင်မယ်တွဲကြနေတဲ့ဟာကိုကိုက်ဖြတ်လို့မရပြန်ဘူးအဲဒီတိုင်းအမြင်လိုက်ကြီးကိုထည့်ပါဆိုတော့လည်းကြည့်မကောင်းမြအောင်တော်တော်ခက်တဲ့ကိစ္စဒါကြောင့်မုံတီတွေမုံရင်းကားတွေလောင်းမယ်ဆိုလို့ရှိရင်မုံတီအဖက်တွေမုံရင်းကားဖက်တွေကိုအရင်ဆုံးကကြီးနဲ့ဓာတ်တွေနဲ့ပိုင်ဖြတ်ပြီးပါလောင်းပါဒါဆိုရင်ကိုရင်တွေဥစဉ်တွေဇုံးနဲ့ယူစားရတာလွယ်တယ်လို့ပြောတာဒီကတော့ရဟန်းတော်ဒီမှာကိုက်ဖြတ်မစားရဆိုတဲ့ဥပဒေရှိနေလို့ပြောတာနော်ရှင်များဆက်မေကုန်မေးလျှောက်ခွင့်ပြုပါရှင်များဒီလိုပညာချက်တွေဘာကြောင့်ပညာရတာလဲရှင်များဘာကြောင့်ပညာအဓိကတရားခံလူတွေပဲလူတွေကချစ်ကရဟန်းတွေကိုလူတွေရဲ့အမြင်ပါလေအရင်သူတော်စင် sensational ငြိမ်းချမ်းပြီးတော့နော်လူနဲ့ပတ်သက်လာရင်ဘာမှမပတ်သက်စေချင်တဲ့သဘောရှိတယ်နည်းနည်းလေးမှလူမဆန်စေနဲ့အဲ့လိုကျွန်တော်နည်းနည်းမှကြင်ုံမကောင်းဝင်လူတွေကအပြစ်တင်လို့တာပဲအပြစ်တင်တယ်ဘုရားလည်းဥပဒေပြညတ်တာပဲဘုရားလည်းအဲ့တော့အကုန်လုံးကလူတွေရဲ့တရားခံပဲလူတွေကကဲရတယ်ဘုရားကပြညတ်တယ်အဲ့ဒါပါပဲနော်